Hello အားလုံးပဲမင်္ဂလာပါရှင်ကဲမိမိကအခုပေါ့နော်အသားရည်တွေကောင်းစေတယ်မရှိမဖြစ်ပေါ့နော် skin care တိုင်းလည်းသုံးပေးတင်တယ်serum effect ပါတဲ့ IV collagen toner လေးကိုသုံးမယ်မိမိမျက်နှာဆိုရင်ချွေးပေါက်လည်းကျဲတယ်အစီလည်းပြန်တတ်တယ်ပေါ့နော်ခုလိုဆောင်းလေးပတ်ဆိုရင်အစီပြန်တတ်တယ်မိမိကအသားရည်လည်းခြောက်တဲ့အတွက်ပေါ့နော်ဒီ IV ရဲ့ collagen toner လေးကိုသုံးမယ်သူကကြတော့ဒီ alcohol free ဖြစ်တဲ့အတွက်မျက်နှာရဲ့အတွင်းပိုင်းထိကိုသွားလေဖုံမုတ်အညစ်အကြေးတွေကိုတစ်ဖက် cleansing လုပ်ပေးတယ်အရန်ကြိုက်တယ်ပြီးလို့ရှိရင်လေဒီအသားရည်အတွက်လည်းသူကကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ serum effect လည်းပါတဲ့အတွက်ဒီ toner လေးကserum မသုံးချင်တဲ့သူတွေဆိုရင်လည်းဒါဒီ toner လေးတစ်ခုသုံးတာနဲ့ကိုပြည့်စုံတယ်နောက်တစ်ခုက collagen toner လေးဖြစ်တဲ့အတွက်အားရည်ပေါ့နော်ဒီရော်တွဲတာတွေအဲ့လိုအရာတွေဆိုရင်လည်း तू ကလေအသားရည်ကိုတစ်တင်းရေးလေးနဲ့အသားရည်ကိုပြန်ပြီးတော့ဘယ်လိုပြောမလဲကောင်းစီတယ်နောက်တစ်ခုကအရေးအကြောင်းဖြစ်နေတဲ့သူတွေเนาะအသားရည်မညီညာတာတွေအတွက်လည်း तू ကကောင်းစီတဲ့ collagen toner လေးဖြစ်တဲ့အတွက်မြင်ကတော့တနေ့ကိုမနက်တစ်ချိန်ညတစ်ချိန်သုံးပေးတယ်အသားရည်လဲသူကလေစုပြေစီတယ်ပေါ့နော်မင်းတို့ဆိုရင်ခုလိုဆောင်းနေဆိုရင်အသားလဲခြောက်တယ်အစီလဲပြန်တက်တဲ့skin type ထဲမှာပါတဲ့အတွက်ပေါ့နော်မင်းကတော့ဒီ IV ရဲ့ Ultimate Acquire Hyaluronic Collagen Toner လေးကိုတော့မဖြစ်မနေသုံးပေးတယ်အရန်လဲကြိုက်တယ်တွက်လေးနဲ့လည်းမင်းကတနေ့မနေ့ချိန်ညချိန်သုံးပေးတယ်နောက်တစ်ခုကလက်ထဲကိုထည့်ပြီးတော့လေပုတ်ပြီးတော့လေဒီအသားရည်လေးကိုစိတ်ဝင်အောင်မင်းကသုံးပေးတယ်အဲ့တော့ skin care တိုင်းမှာပါမဖြစ်သုံးပေးရတဲ့ IV ရဲ့ collagen toner လေးကိုဒီပြန်တာတွေချွေးပေါက်တွေကျယ်နေတဲ့သူတွေဆိုရင်ချွေးပေါက်ကိုကျင်းပေးတယ်နောက်တစ်ခုကကြတော့ဒီအသားခြောက်တဲ့သူတွေအသားရည်ရော်တဲ့ဖြစ်နေတဲ့သူတွေဆိုရင်အသားရည်ကိုစူပြေတင်းရင်လှပစေပြီးတော့အရွယ်တင်နှုတ်ပြစီတဲ့ IV ရဲ့ collagen toner လေးကိုသုံးပေးဖို့မမေ့နဲ့နော်အရန်ကောင်းတဲ့အတွက်အသားရည်ကိုလှပပြီးတော့အရွယ်တင်နှုတ်ပြစီတဲ့အတွက်ဒီတပူးတော့ဆောင်းထားနော်